ခါတလေလေးထဲမှာဘရောက်ပန်းနဲ့တက်တယ်လေးပါလာရင်ပဲဖြစ်ဖြစ်မြေကြီးပေါ်ကမိုးသက်တချို့ကျလာရင်ပဲဖြစ်ဖြစ်ကျွန်တော်စိတ်တွေကအဝေးကြီးကိုပြန်ရောက်သွားတတ်တယ်အဲ့ဒီမှာအချိန်တွေကအခုလိုအလင်းစလို့မရှိဘူးအဲ့ဒီမှာကျွန်တော်ကစင်နှစ်သားကောင်လေးတယောက်ပေါ့တကြံဆိုတာကျွန်တော်တို့အတွက်တော့ပျော်ဝဲရှင်ဝဲထက်ပိုပါတယ်အဲ့ဒါကမိသားစုတွေစုံစုံလင်လင်နဲ့အတူရှိနေတဲ့နှွေးထွေးမှုမျိုးအမေရဲ့ဟင်ဝန်နံကတိမ်လုံးကိုသင်းနေပြီးအဖွားကတော့ကျွန်တော်ပါးပေါ်မှာတနက်ခါပူကကြားလေးကိုလှလှပပချေပေးနေတတ်တာပေါ့ကျွန်တော်ရဲ့ကဘာငယ်လေးကအဲ့ဒီတုန်းကအရန်ကိုရိုးရှင်းခဲ့တာပါအဲ့ဒီအချိန်ကရေစက်တိုင်းဟာတန်ရှင်းပြီးအေးမြနေခဲ့တယ်ကျွန်တော်တို့မှာအခုလိုအဆင်းပြင်းတဲ့ရေဖြွတ်တွေမရှိဘူးရေခွက်ကလေးတစ်ခွက်နဲ့တင်ကျွန်တော်တို့ကတနေကုန်ကြော်နိုင်ခဲ့ကြရေဆိုနေတဲ့ပစိုးတူတူလေးနဲ့လက်တစ်ချောက်ပြေးလွှားရင်နှာစည်းမှာကိုလည်းမကြောက်ခဲ့ဘူးမနှက်ပြန်ဘာဖြစ်မယ်ဆိုတာကိုလည်းမတွေးမိဘူးအဲ့ဒီရေစက်တွေကြားထဲမှာကျွန်တော်ရဲ့အစ်စ်မှန်ဆုံးအပြုံးတွေရှိနေခဲ့တာပါကျွန်တော်တို့တွေမုံလုံးရေပေါ်တွေလှုပ်ရှားကြတယ်လမ်းထိပ်ကမန်းနဲ့တိုင်းမှာတွားရောက်ပြီးတော့ရေကစားခြင်းပျော်ပါခဲ့ကြတယ်နေဝင်သွားတဲ့အခါကွဲတော့ကတိတ်ဆိတ်သွားပြန်ရောညာဦးလေးလေးနဲ့တူရင်းသချင်းတန်တွေကပြန်လွင်လာတယ်ကျွန်တော်တို့ကလေးတွေကတော့ဆင်းရောက်မှထိုင်ရင်ဒီပွဲတော်ကြီးမပြီးသွားဖို့ဆူတောင်းနေခဲ့တာအမောသားပါပဲဒါပေမဲ့အချိန်ဆိုတာရေစက်ကလေးလိုပါပဲလက်ထက်ကတဖြည်းဖြည်းချင်းချော့ကျသွားတတ်တယ်ဆိုတော့အဲ့ဒီတော့ကကျွန်တော်မသိခဲ့ဘူးဘို့တော့အဲ့ဒီကောင်လေးကအဝေးမှာကြံရစ်ခဲ့ပါပြီဒါပေမဲ့ကျွန်တော်မျက်လုံးမှိတ်လိုက်တိုင်းအဲ့ဒီရွာလန်းလေးကကျွန်တော်ကိုအမြဲပြန်ကြိုးစိုးနေတော့မယ်ဘာလို့လဲဆိုတော့ကျွန်တော်ရဲ့နှလုံးသားကအဲ့ဒီ60ခုနှစ်တည်းထဲမှာပဲထာဝရကိန်းအောင်နေခဲ့လို့ပါပဲကျွန်တော်မိတ်ဆွေများလည်းအကြံငယ်ဘဝအမှတ်တရလေးများရှိခဲ့ရင်ပြောပြခဲ့ကြပါအောင်ခင်ဗျာ